အားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်ကြာသပတေးနေ့တင်ဆက်နေကြဖြစ်တဲ့ Mnet News ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mnet ကနေပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာစက်ရုံပိတ်သိမ်းမှုနဲ့အလုပ်ကိုင်အခြေအနေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2026ခုနှစ်အတွက်ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍဟာစီးပွားရေးနှိကွေးမှုနဲ့အလုပ်သမားရှားပါးမှုပြဿနာနှစ်ခုကိုတပြိုင်နက်တည်းရင်ဆိုင်နေရပါတယ် JSCCIB ရဲ့အချက်လက်တွေအရစီးပွားရေးနှိကွေးလာတာကြောင့်စက်ရုံပိတ်သိမ်းမှုတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်အဲ့မှာလည်းအလုပ်လက်မဲ့ဥယျာဉ်9သိန်းကျော်ထိထပ်မံမြင့်တက်လာပါတယ် Research ရဲ့အချက်လက်တွေအရဆိုရင်တော့2025ခုနှစ်အကုန်မှာပုံမှန်33အကျုံးဝင်တဲ့အလုပ်သမားတွေက93,000ကျော်ဟာအလုပ်ကိုင်ဆုံးရှုံးနေတယ်လို့သိရပါတယ်FDI ရဲ့အစိုးရလည်းစက်ရုံအသစ်ဖွင့်လှစ်မှုတွေထက်ပိတ်သိမ်းမှုကပိုများလာခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်အတွင်းမှာပထမဆုံးအကြိမ်ဒီလိုချိန်မျိုးကြုံတွေ့ခဲ့ရဖြစ်ပါတယ်။အလုပ်ကိုင်ဆုံးရှုံးမှုတွေထဲမှာထိုင်းနိုင်ငံလူသားတွေပါဝင်မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုရွှေ့ပြောင်းလူသားတွေလည်းပါဝင်နေပါတယ်။အထူးသဖြင့်ကုန်ထုတ်လုပ်မှုနဲ့အထည်အလိပ်မော်တော်ကားကဏ္ဍတွေမှာထုတ်လုပ်မှုကျဆင်းလာတဲ့ကြောင့်စက်ရုံပိတ်သိမ်းမှုနဲ့အလုပ်ထပ်မံဖြုတ်ချလာတာတွေကိုဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့ FDI ကနေပြီးတော့သတိပေးထားပါတယ်။ဒါကြောင့်မို့လို့ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလူသားတွေအနေနဲ့အလုပ်ကိုင်တဲ့ဝင်ငွေအခြေအနေတွေကိုအထူးပြုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒါကတော့ဒီနေ့ Mnet News ရဲ့သတင်းအစီအစဉ်တင်ဆက်မှုပဲဖြစ်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့အလုပ်ကိုင်တွေကိုလည်းအချက်လက်တွေကိုသိရှိဖို့အတွက် Mnet ကိုဆက်လက်စောင့်ကြည့်ပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်အစီအစဉ်ကိုဒီနေ့ရန်အောင်ပြုပါခင်ဗျာ။အားလုံးပဲမင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ Mnet, your social partner.